အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့မျှဝေပေးသွားခြင်းတဲ့အကြောင်းအရာကတော့ conjunction of time အချိန်နဲ့ပတ်သက်တဲ့စကားဆက်လေးတွေကိုကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီအချိန်နဲ့ပတ်သက်တဲ့စကားဆက် no sooner than ဆိုတဲ့အသုံးလေးကိုဝကြအလားအပါလေးတွေမှာဘယ်လိုအသုံးပြုတယ်ဆိုတာတွေကိုပါကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ဆက်လက်ပြီးတော့ကြည့်ကြရအောင်ပါ conjunction of time အချိန်နဲ့ပတ်သက်တဲ့စကားဆက်တွေကတော့ when တော့အခါ why စဉ် before မတိုင်ခင် after ပြီးနောက် whenever အခါတိုင်း till တိုင်အောင်until တို့တိုင်အောင်တို့မဟုတ်တိုင်အောင် as soon as လျင်ချင်း no sooner than မကြာမီ as long as ကာလပတ်လုံးဒီစကားဆက်လေးတွေကိုဝက်ချန်နဲ့တွဲပြီးတော့ဘယ်လိုအသုံးပြုတယ်လဲဆိုတာကိုကျွန်တော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ He was fat when he was young when he was young သူငယ်စဉ်အခါတုန်းကသို့မဟုတ်ငယ်သောအခါ he was fat သူဟာဝါခဲ့တယ်ငယ်စဉ်တုန်းကသူဟာဝါခဲ့တယ်လို့ထည့်ပေးရပါတယ်အကယ်၍ once ဆိုတဲ့ conjunction ကိုအရှိကိုတင်ရေးမယ်ဆိုလို့ရှိရင်တော့အနောက်မှာ comma လေးကုတ်ပေးရပါတယ် when he was young he was fat နောက်တစ်ခါကျွန်တော်တို့ why ဆိုတဲ့အသုံးလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ပါ They were playing while it was raining while it was raining မိုးရွာနေစဉ် they were playing မိုးရွာနေစဉ်မှာသူတို့ကစားနေခဲ့ကြတယ်လို့မိုးရွာနေခဲ့စဉ်မှာသူတို့ကစားနေခဲ့ကြတယ်လို့အဓိပ္ပာယ်ရပါတယ်အကယ်၍ why ဆိုတဲ့ conjunction စကားဆက်လေးကိုအရှိမတင်ရေးမယ်ဆိုလို့ရှိရင်တော့နောက်မှာ comma လေးကုတ်ပေးရပါတယ် while it was raining they were playing ဖြစ်ပါတယ်မိုးရွာနေစဉ်တုန်းသူတို့မိုးရွာနေခဲ့စဉ်တုန်းသူတို့ကစားနေခဲ့ကြတယ်လို့အဓိပ္ပာယ်ရပါတယ်အလားတူပဲ before ဆိုတဲ့ conjunction လေးကိုဆက်ကြည့်ကြအောင်ပါ I never go to bed before it is midnight. Before it is midnight, ညတကောင်မတိုင်ခင် Before it is midnight, ညတကောင်မတိုင်ခင် I never go to bed. ငါအိယာကိုဘယ်တော့မှမဝင်ဘူး You will get a good post after you have get a degree. After you have get a degree, ဒီမှာ degree ဘွဲ့ degree တစ်ခုရပြီးနောက် you will get a good post ရာထူးကောင်းတဲ့ရာထူးတစ်ခုကိုရလိမ့်မယ်လို့အဓိပ္ပာယ်ရပါတယ်ဆိုတော့ဒီနေရာမှာ after ဆိုတဲ့ conjunction လေးကိုအသုံးပြုထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ one never ဆိုတဲ့ conjunction လေးကိုကြည့်ရအောင်ပါ I enjoy reading whenever I am freeငါအားတဲ့အခါတိုင်းစာဖတ်ခြင်းကိုနှစ်သက်တယ်သူမနှစ်ချိုက်တယ်လို့အဓိပ္ပာယ်ရပါတယ် Whenever I am free I enjoy reading အလားတူဝါကြလေးတွေကိုကိုယ့်အကိုစင်ပြီးတော့မှရေးကြည့်ပြီးတော့လေ့ကျင့်လို့လည်းရပါတယ် He works till it is midnight It is midnight till it is midnight ညတကောင်တိုင်အောင် He work သူအလုပ်လုပ်တယ်ညတကောင်တိုင်အောင်သူအလုပ်လုပ်တယ်လို့အဓိပ္ပာယ်ရပါတယ် He work until he is told to stop until he is told to stop ရက်တော်လို့အပြောခံရသည့်ထိတိုင်အောင် he work သူအလုပ်လုပ်တယ် until he is told to stop passive voice နဲ့ရေးထားတာဖြစ်ပါတယ် he is told to stop
yet တော့လို့အပြောခံရသည် until တိုင်အောင် he is told အပြောခံရသည် to stop yet တော့လို့ until တိုင်အောင် yet တော့လို့အပြောခံရသည်တိုင်အောင်သူအလုပ်လုပ်တယ်လို့အဓိပ္ပာယ်ရပါတယ် we welcome the teacher as soon as he arrived as soon as လျင်စင် as soon as he arrived သူရောက်လျင်ရောက်ချင်း we welcome the teacher ကျွန်တော်တို့ဆရာကိုကြိုဆိုကြတယ်သူရောက်လျင်ရောက်ချင်းဆရာကိုကျွန်တော်တို့ကြိုဆိုကြတယ်လို့အဓိပ္ပာယ်ရပါတယ် no sooner had he seen a snake than he ran away no sooner had he seen a snake than he ran away no sooner had he seen a snake သူမွေးတကောင်ကိုမြင်ပြီးနောက်မကြာခင်မှာ then ထို့နောက် then he ran away သူထွက်ပြေးသွားခဲ့တယ် you must do it as long as you are able as long as တိုင်အောင် as long as you are able မင်းစွမ်းနိုင်သည့်တိုင်အောင် you may do it မင်းအဲ့ဒါကိုလုပ်နိုင်တယ်လို့အဓိပ္ပာယ်ရပါတယ်ဆက်လက်ပြီးတော့ no sooner than ဆိုတာကိုလေ့လာကြည့်ကြအောင်ပါ stylistic sentence structure ပဲဖြစ်ပါတယ်ရေးဟန်လှပတဲ့ဝါကျအမျိုးအစားဖြစ်ပါတယ် no sooner had subject verb 3 than clause လာမယ်သို့မဟုတ်နောက်ပုံစံတစ်မျိုးက no sooner did ဆိုလို့ရှိရင် verb 1လိုက်ပါမယ်ဥပမာကျွန်တော်တို့နမူနာဝါကျကိုကြည့်ကြရအောင်ပါ no sooner had ပြီးလို့ရှိရင် had သုံးလို့ရှိရင်နောက်မှာ verb 3လိုက်ရပါမယ် no sooner had Momo eaten the cake then the visitor arrived Momo ဟာကိတ်ကိုစားပြီးမကြာခင်မှာပဲဧည့်သည်ရောက်လာတယ် no sooner had Momo eaten the cake then the visitor arrived no sooner had Mama gone out then the rain stopped Mama အပြင်သွားပြီးနောက်မကြာခင်မှာပဲမိုးရွာတာတိတ်သွားခဲ့တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒီနေရာမှာ no sooner than ဆိုတာဟာအဖြစ်ပြက်နှစ်ခုဟာရှေ့ဆင်းနောက်ဆင်းဖြစ်ပြက်နေတဲ့အကြောင်းအရာတွေကိုရေးတဲ့အရေးအသားမျိုးဖြစ်ပါတယ်အကယ်၍ did နဲ့သုံးမယ်ဆိုလို့ရှိရင် no sooner did Mama go out then the rain stopped ဒီနဲ့သုံးလို့ရှိရင်အနောက်မှာဘာဝင်လိုက်ပါမယ် no sooner did Mama go out then the rain stopped လို့သုံးပါတယ်ဒီ website ပုံစံလေးတွေဟာအလှရေးတဲ့ stylistic sentence structure ပဲဖြစ်ပါတယ်ဆိုတော့ဒီကနေ့ဒီနမူနာလေးတွေကိုပဲကျွန်တော်တို့ဆက်ပြီးတော့နမူနာယူပြီးတော့ကိုယ့်ဘာကိုဝါကြတဲ့အများကြီးလေ့လာလို့ရတယ်အများကြီးနမူနာဝါကြတွေရေးသားလို့ရတယ်ဆိုတဲ့အကြောင်းမျှဝေဒီကနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ဒီလောက်ပါပဲနောက်လည်းအခါအခွင့်သင်လို့ရှိရင်ကျွန်တော်ဒီလိုဗီဒီယိုလေးတွေကိုဗီဒီယိုကလေးလေးတွေကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျ